တော့အခုသတင်းမှန်ပြန်ကြားရေးကအမျိုးသမီးပေါ့လေနော်သူသတင်းမှန်ပြန်ကြားပြောဆိုနေရတယ်ကောင်းပါတယ်ကောင်းပါတယ်ပွင့်လင်းမြင်သာမှုလည်းပြတယ်ယဉ်ကျေးမှုကိုပြတယ်နော်နိုင်ငံတော်အဆင့်ဒါမျိုးလေးပေါ့သူ့ရဲ့အစီအချင်းအဆင့်တန်းလေးကိုကြည့်ရတာတနည်းအားဖြင့်ဗိုလ်ချုပ်ဇော်မင်းထွန်းထက်တော်မှာပဲနည်းနည်းလေးပေါ့ပို့ပြီးတော့စိတ်ရှည်တာကိုတွေ့ရတယ်နော်ဗိုလ်ချုပ်ဇော်မင်းထွန်းဖြေကြားတာထက်ပို့ပြီးကောင်းတာတွေ့ရတယ်ပညာရေးချင်းလည်းရှိပါတယ်နော်ပညာရေးချင်းတွေနဲ့ပြေးသွားတယ်ဆိုတာနားထောင်ကြည့်တာနဲ့သိပါတယ်အဲ့တော့ဒီသူ့ကိုမေးတဲ့ကိစ္စတွေမှာဒေါအောင်ဆန်းစုကြည်ကိုဘယ်တော့လွတ်မလဲဒေါအောင်ဆန်းစုကြည်ကိုအာဆီယံဥက္ကဋ္ဌကတွေ့ခွင့်တောင်းတယ်။ဘာကြောင့်တွေ့ခွင့်မပေးတာလဲစသဖြင့်ပြောဆိုတဲ့အခါမှာကတော့လွဲမားလေးတွေနဲ့နားမလဲတာဒါမှမဟုတ်လို့ရှိရင်နည်းနည်းလေးပေါ့လိုအပ်နေတာလေးတော့ကျွန်တော်သွားတွေ့ရတယ်။အဲ့ဒါဘာလဲဆိုတော့ဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံတကာတွေ့ခွင့်တောင်းတယ်။အဲ့တော့ဒီနေရာမှာသူတို့ပြောတဲ့ပုံစံအရဆိုရင်ဒါမြန်မာနိုင်ငံပြည်တွင်းရေးဖြစ်တယ်။မြန်မာနိုင်ငံပြည်တွင်းရေးဖြစ်သလိုဒေါအောင်ဆန်းစုကြည်ဟာနိုင်ငံရေးအမှုနဲ့ထောင်ကျနေတာမဟုတ်ဘဲနဲ့သူ့ရဲ့ဒီပေါ့ဘယ်ခေါ်မလဲရာဇဝတ်မှုပုံစံမျိုးပေါ့နော်ရာဇဝတ်မှုပုံစံမျိုးတွေနဲ့ထောင်ချတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လုံးဝတွေ့ခွင့်မပေးနိုင်ပါဘူးပေါ့နိုင်ငံတကာအဲ့တော့တနည်းအားဖြင့်ပြောချင်တာကတော့နိုင်ငံတကာကဘယ်လောက်ကြီးပဲတွေ့ခွင့်တောင်းနော်ကုလသမဂ္ဂဘယ်လောက်ထိပဲတွေ့ခွင့်တောင်းအာဆီယံကဘယ်လောက်ထိပဲတွေ့ခွင့်တောင်းကျမတို့အနေနဲ့နိုင်ငံတကာဆိုတာကကျမတို့အိမ်တွင်းရေးကိုဝင်မရှုပ်ပါနဲ့ဆိုတဲ့ပုံစံမျိုးကတော့ဒါအဲ့လိုမျိုးပေါ့နော်မပြောတော့လည်းပဲပြောသလိုဖြစ်တာအိမ်တွင်းရေးပေါ့ကျမတို့လုပ်ဆရာရှိတာကျမတို့ဆက်လုပ်မှာပဲနိုင်ငံတကာကိုကြီးစိုက်နေစရာမလိုဘူးပေါ့အဲ့တော့အဲ့လိုမျိုးတွေပြောသွားအဲ့တော့မြန်မာနိုင်ငံမှာလည်းနိုင်ငံရေးမှုနဲ့ဒေါအောင်ဆန်းစုကြည်ကြာနေဟုတ်တယ်လေထောင်ထဲဝင်သွားပြီဆိုတော့မြန်မာနိုင်ငံအမှုတစ်ခုမဟုတ်တစ်ခုရာဇဝတ်မှုတစ်ခုဆိုတက်ပါပဲတက်ပြီးတော့သူကောင်းစဉ်တက်ပြီးတော့ဆွဲခံရတာပါဗျာနော်ဒါပေမဲ့တော့နိုင်ငံရေးအကျဉ်းသားဆိုတဲ့နေရာမှာတော့ယုံကြည်မှုနဲ့လည်းဆိုင်တယ်လို့နော်ကျွန်တော်တို့နိုင်ငံရေးဖြစ်ရတဲ့နေနဲ့လည်းဆိုင်တဲ့အတွက်ကြောင့်ဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံရေးအကျဉ်းသားလို့ကျွန်တော်တို့ဒီနိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေကသတ်မှတ်တယ်လို့ကျွန်တော်တို့ဒီကမ္ဘာနိုင်ငံတွေကလည်းသတ်မှတ်ထားတယ်ဒါပေမဲ့မြန်မာပြည်အစိုးရပေါ့မြန်မာပြည်အစိုးရကတော့ဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံရေးအကျဉ်းသားပြင်မသတ်မှတ်ပဲနဲ့ဒါမျိုးခြားစားမှုအဂရိမှုစသဖြင့်ပေါ့ဒါတွေနဲ့သူ့ကိုသတ်မှတ်ပြီးတော့ဆွဲထားတာဖြစ်တယ်ပေါ့အဲ့တော့နိုင်ငံတကာနဲ့မြန်မာနိုင်ငံတကာဥပဒေရေးရာဘက်ကကြည့်တယ်နိုင်ငံတကာထုံးတမ်းစင်လာတွေဘက်ကြည့်တဲ့အခါမှာဒေါအောင်ဆန်းစုကြည်နိုင်ငံရေးအကျဉ်းသားဖြစ်နေအဲ့တော့အတွက်ကြောင့်မို့နိုင်ငံတကာအနေနဲ့ကနိုင်ငံတကာယုံကြည်မှုအရာသူတို့တောင်းဆိုတာဖြစ်တယ်အဲ့တော့ပြည်တွင်းဥပဒေတွေနဲ့ကြတော့သူတို့ကဒေါအောင်ဆန်းစုကြည်ကနိုင်ငံရေးအကျဉ်းသားမဟုတ်ဘဲနဲ့ရာဇဝတ်အကျဉ်းသားဖြစ်နေပေါ့အဲ့ဒီတစ်ခုကြားထဲမှာနှုံဆွဲနေရတယ်ဒါပေမဲ့နောက်ထပ်အမေကွန်းတစ်ခုထပ်မိသွားတာလေးကြိုက်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံကိုတဲ့ဂျပန်နိုင်ငံရဲ့ဖွံ့ဖြိုးရေးကူညီတွေပေါ့နိုင်ငံတကာကူညီတွေဟိုတုန်းကပေးခဲ့တယ်ပေါ့အဲ့ဒီတော့လည်းကျွန်တော်တို့နိုင်ငံမှာစမ်းစမ်းတက်မှဆောင်ရွက်နိုင်ခဲ့တယ်ပေါ့ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့နိုင်ငံအတွက်အဆင်ပြေသွားပါပြီကျွန်တော်တို့ကိုနိုင်ငံတကာအကူအညီလေးပေးပါဆိုတဲ့ပုံစံမျိုးလေးတောင်းလာတွေ့ရတယ်အဲ့တော့ဒီမျိုးသမီးနားလည်ထားမှာပါလဲဆိုတဲ့ခါကျဒီမျိုးသမီးနဲ့အတူဒီမျိုးသမီးဆိုတော့လဲကျွန်တော်တို့ဒါဦးမဲအွန်လိုင်းစိတ်ကြိုက်ပြောပြရသူတရားပါသူနားလည်ထားမှာပါလဲဆိုတော့ကိုကနိုင်ငံတကာစီမှာအကူအညီတော့တောင်းတတ်တယ်နိုင်ငံတကာအကူအညီတွေပေးပါဆိုပြီးတော့တနာကြပါခင်ဗျာဆိုပြီးတောင်းတယ်လို့တနာကြပါဗျာရှင်ဆိုပြီးတောင်းလို့မရအောင်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှုဆိုတာရှိရတယ်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှုကြတော့ဘာတစ်ခုမှမလုပ်နိုင်မင်းနဲ့နိုင်ငံတကာကဖွံ့ဖြိုးရေးကူညီတွေမပေးတဲ့အတွက်ကြောင့်မလို့ကျမတို့နိုင်ငံတော့ဘယ်သူမှကျွန်တော်မြန်မာနိုင်ငံမှာအခုလိုမျိုးပေါ့နော်နိုင်ငံတကာအကူအညီတွေမပေးတာဘယ်သူမှအပြစ်ရှိတာလဲနော်ဘယ်သူမှအပြစ်ရှိတာလဲဆိုကျွန်တော်မေးရမယ်အဲ့ဒီအပြစ်ကတော့ဦးမဲအွန်လိုင်းနဲ့ဒီအစိုးရဟာနိုင်ငံတကာစီကတော့တနာကြပါခင်ဗျာဆိုပြီးတော့လက်ဖြန့်တောင်းခြင်းတယ်နိုင်ငံတကာကတောင်းဆိုမှုကြတော့တခုမှမလိုက်ရောတဲ့ခါကျတော့တနည်းအားဖြင့်တော့လိတ်လိုမျိုးဖြစ်နေတယ်ကိုကြတော့ပိုးထိုးလည်းတည်တဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့နိုင်ငံတကာကိုလေးစားမှုမရှိတာဘယ်နိုင်ငံကအလူနဲ့ဘယ်နိုင်ငံအကူအညီလာအောင်ပါလဲဟုတ်တယ်မလားဒီကြားတွေကမှဘယ်လိုခေါ်မလဲဆိုတော့နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာနိုင်ငံရေးအကျဉ်းသားလို့ယူဆထားတဲ့သူတွေပေါ်မှာဖိနှိပ်မှုတွေနဲ့အတူဆောင်ရွက်နေတဲ့အခါမှာတော့နိုင်ငံတကာဒါပြစ်မှုချိုးဖောက်မှုနဲ့မြင်တဲ့အခါမှာတော့စီးပွားရေးပိတ်ဆို့မှုတွေဖွင့်ပေးကြပါဆိုပြီးကျမတို့နိုင်ငံတကာကြောက်ကျမတို့နိုင်ငံကစီးပွားရေးပိတ်ဆို့မှုတွေနဲ့အတူဒုက္ခရောက်နေပါတယ်ဆိုတဲ့အခါကျတော့နိုင်ငံတကာဟိုကြတော့ကျမတို့ပူးပေါင်းဆောင်ရွက်စရာမလိုကျမတို့အလုပ်နေတာနိုင်ငံတကာကကျတော့လက်ဖြန့်တောင်းတတ်တယ်နိုင်ငံသူများစီကတောင်းနေလို့ရှိရင်သူများစီကိုသူများအလုပ်ကိုတော့လုပ်အောင်မှာပေါ့ဟုတ်တယ်မလားသူများတောင်းဆိုမှုလည်းရှိတာအဲ့တော့ကိုကြီးပဲတောင်းနေလို့တော့မရဘူးအဲ့ဒီကျွန်တော်တို့ဦးမဲအွန်လိုင်းတို့ဆိုရအောင်ဒီပေါ့သတင်းမှန်ပြန်ကြားရေးကအမျိုးသမီးရောသိရမှာကတော့နော်နိုင်ငံတကာကတောင်းရင်နိုင်ငံတကာကိုလည်းကိုကပူးပေါင်းဆောင်ရွက်မှုဆိုတာရှိရတယ်ပူးပေါင်းဆောင်ရွက်မှုရှိပဲတော့စီးပွားရေးပိတ်ဆို့မှုတွေဖွင့်ပေးပါအာဆီယံနဲ့ပတ်သက်ပြီးတော့လည်းကျမတို့ကတော့အမြဲတမ်းတကားဖွင့်ပြီးတော့ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ချင်တယ်ကျမတို့ကသွားချင်နေတာနော်ကျမတို့ကတက်ချင်နေတာဖိတ်မာလားဆိုတဲ့မေးခွန်းလေးမေးပါအာဆီယံဥက္ကဋ္ဌကနေပြီးတော့ညီမအရေးနဲ့ပတ်သက်ပြီးအာဆီယံအဖွဲ့အစည်းကြီးရဲ့ဘုံသဘောတူညီချက်ဖြစ်တဲ့ 5 consensus မှာညီမအရေးကိုဆောင်ရွက်တယ်အဲ့တော့အာဆီယံနဲ့ကြတော့ပူးပေါင်းဆောင်ရွက်မှုနဲ့တူ
ဘာမှမဆောင်ရွက်ပဲနဲ့အဲ့တော့အာဆီယံကတောင်းဆိုတဲ့ဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခွင့်လေးတောင်မှမပေးတဲ့ဟာမှာတော့အာဆီယံကသူတို့မဖိတ်တာကအပြစ်ပြန်ဖြစ်သွားပြန်အဲ့တော့နိုင်ငံတကာကအပြစ်လားအခုဦးမင်းအွန်လိုင်းအစိုးရကအပြစ်လားဆိုတာတော့နားထောင်နေတဲ့ညီကောင်မောင်နှမများစဉ်းစားကြည့်ပါဗျာနော်အဲ့တော့ဒီအပြစ်တွေကိုတကယ်တမ်းယူရမှာတော့ဦးမင်းအွန်လိုင်းအစိုးရရဲ့ဘယ်လိုခေါ်မလဲဆိုတော့ငါမြင်းငါဆိုင်စကိုင်းရောက်နိုင်ငံတကာကနေတောင်းတတ်တယ်နော်သူများစီကအရာပဲကြည်တယ်ကိုကပူးပေါင်းဆောင်ရွက်မှုကြဘာတစ်ခုမှမလုပ်နိုင်ရင်တော့နိုင်ငံတကာကနေပြီးတော့ကိုယ်ကိုညှတာလာဖို့တို့အလူငွေလာဖို့တို့နောက်ထပ်ဒီဖွံ့ဖြိုးရေးအကူအညီတို့နော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအကူအညီစသဖြင့်ပေါ့ဗျာနော်ကျွန်တော်တို့စီးပွားရေးပိတ်ဆို့မှုတွေအထီကိုမြန်မာနိုင်ငံဘာကြောင့်မို့ဒါမျိုးဖြစ်နေရလဲမြန်မာနိုင်ငံမှာပြောမှာပေါ့ဗျာနော်ဦးမင်းအောင်လိုင်းလည်းညှို့ထူရနိုင်ငံတကာစီးပွားရေးပိတ်နေတာပိတ်မှာပေါ့နိုင်ငံတကာကတောင်းဆိုမှုတွေကြတော့ဘာတစ်ခုမှလိုက်ရုံးမှုမရှိဘူးလေမရှိတဲ့ခါကျတော့အာဆီယံကသူ့ကိုတက်ခွင့်မပေးတာလေဒါမှားတယ်လို့ကျွန်တော်ပြောလို့ရမှာလားဟုတ်လားအဲ့တော့ဂျပန်နိုင်ငံကအကူအညီမပေးတော့တာလေဒါမှားတယ်လို့ပြောလို့ရမှာလားကို့အစိုးရကဘယ်လိုခေါ်မလဲလုံးဝနိုင်ငံရေးကိုချိန်ထိုးပြီးမလုပ်တတ်တဲ့အခါကျတော့အဲ့ဒါကြောင့်မလို့သူတို့ဦးမင်းအွန်လိုင်းအစိုးရဟာအုံနောက်နဲတယ်ဆိုတာကျွန်တော်သွားတွေ့ရတာပေါ့ဗျာနော်ဦးမင်းမကြည့်နဲ့ဦးသိန်းစိန်နိုင်ငံတကာကအကူအညီတွေဒိုးရောက်ကြလာအောင်လုပ်နိုင်ခဲ့တယ်ဦးတန်းရွှေဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်လာလို့ရှိရင်ကောင်းဒေါအောင်ဆန်းစုကြည်ဆိုတာတော့ကျွန်တော်ပြောမယ်ဆိုပြည်သူကိုစားပါပဲပြည်သူကိုယ်စားလှယ်တနည်းအားဖြင့်ပြည်သူခေါင်းဆောင်လို့ပြောရမှာပါပြည်သူခေါင်းဆောင်လို့ပြောရမယ်။ဘာကြောင့်လဲဆိုတော့ပြည်သူအကုန်လုံးကသူ့ကိုကြိုက်တာမဟုတ်သည့်တိုင်အောင်မှာပြည်သူအများစုရဲ့သဘောတရားဆိုရင်ဒါပြည်သူခေါင်းဆောင်ဖြစ်တယ်။အဲ့တော့ပြည်သူခေါင်းဆောင်တယောက်ဆိုတဲ့ပြည်သူခေါင်းဆောင်တယောက်ကင်တွယ်တဲ့နေရာမှာဦးသန်းရွှေသည်သူစကောင်းမွန်တာကင်တွယ်သွားနိုင်တယ်လို့ဦးသိန်းစိန်လည်းကောင်းမွန်တာကင်တွယ်သွားနိုင်ဦးမင်းအောင်လိုင်းကတော့ဘလို့ကင်တွယ်နေလဲတော့ကျွန်တော်တို့နားလေရတော်တော်ခတ်ပါတယ်။သူကင်တွယ်တဲ့ပုံစံမှာကျွန်တော်မီးခွန်းနေရတော့တော်တော်ရှိလာပါဗျာ။ဒေါအောင်ဆန်းစုကြည်ကိုအာဆီယံဥက္ကဋ္ဌကတောင်းဆိုသည့်တိုင်အောင်မှပဲဒါကိုမလိုက်ရောဖိနိုင်တာဘာကြောင့်လဲအကြောင်းရင်းကတော့ဒုလောမိကုန်းတွေကျွန်တော်ပေါ်လာပါပြီဒေါအောင်ဆန်းစုကြည်အသက်ရှိထင်ရှားမှရှိနေသေးရဲ့လားဒါကလည်းဖြစ်တန်ကြည့်တဲ့တခုပေါ့နော်ဒီမိကုန်းကတော့မေးရတော့မယ်နောက်တစ်ခါဒေါအောင်ဆန်းစုကြည်ကျမ်းမာရေးအရန်ကိုခြူချနေသလားဒေါအောင်ဆန်းစုကြည်ဒီကျမ်းမာစွာနဲ့ဟလားချုံတောင်ထဲမှာရှိနေပါတယ်ပေါ့အဲ့သုံးခုလုံးပေါ့အဲ့တော့ဖြစ်တန်ကြည့်တဲ့တခုချင်းစီကိုကျွန်တော်တို့ရှင်းရအောင်နော်ရှင်းရမယ်ဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်ဒီအသက်အရွယ်အပြည့်ဒီသက်82နှစ်အရွယ်ဟာဒီမြန်မာနိုင်ငံရာသီဥတုသူ့ရဲ့စိတ်ပိုင်းဆိုင်ရာ trauma တွေနော်ကျန်းမာရေးစောင့်ရှောက်မှုစသဖြင့်ပေါ့ဘယ်လောက်ကြီးပဲကျန်းမာရေးစောင့်ရှောက်မှုကောင်းပါနော်ဘီလီယံနာကြီးတော့မတည်ကြရတာပဲအဲဒေါအောင်ဆန်းစုကြည်ကိုမြန်မာနိုင်ငံအဆင့်နဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေခြင်းမပြည့်မစုံပေးနေခြင်းဟာဒေါအောင်ဆန်းစုကြည်ကျန်းမာရေးသည်မကောင်းတဲ့ပြင်ကိုတော်တော်ကြီးခြူချနေတဲ့အတွက်ကြောင့်မို့နိုင်ငံတကာကိုတွေ့ခွင့်ပေးရတော့အောင်ဒေါအောင်ဆန်းစုကြည်မှာကျန်းမာရေးမပြည့်စုံတဲ့အတွက်ကြောင့်မို့လို့ဒေါအောင်ဆန်းစုကြည်ကျန်းမာရေးအဖြစ်ပေးမတွေ့ခြင်းတဲ့အတွက်ကြောင့်မလို့ငင်းဆန်တာဒါကလည်းတစ်ခုဖြစ်နိုင်ခြေတဲ့တစ်ခုပေါ့ဗျာနော်နောက်ထပ်တစ်ခုကဘာလဲဆိုတော့ဒေါအောင်ဆန်းစုကြည်ဒီတက်ရှိထင်ရှားမရှိတော့ဘူးဆိုတဲ့ပုံစံကိုသွားတွေ့ရတယ်အဲ့ဒါဘာလဲဆိုရင်ဒေါအောင်ဆန်းစုကြည်တက်ရှိထင်ရှားမရှိတော့ဘူးပေါ့ဗျာနော်မရှိတဲ့အတွက်ကြောင့်မို့လို့ဒီသတင်းကိုဘယ်လောက်ထိသူတို့ထိန်းနိုင်မလဲစောင့်ကြည့်မယ်ဒါဖြစ်တန်ခြေတဲ့တစ်ခုပေါ့ဗျာထိန်းတာပြောလို့ရှိရင်နောက်ပိုင်းကျရင်ဒေါအောင်ဆန်းစုကြည်အသက်မရှိတော့ဘူးဟလားသုံးသွားပါပြီလုံးဝနောက်ဆုံးပေါ့နောက်ထပ်5 6နှစ်9နှစ်လောက်ကြာမှာသူ့အသက်ပေါ့ဗျာဒေါအောင်ဆန်း81ပေါ့လူသက်တမ်းဘယ်လောက်နေရမှာလဲ90ဆိုတာကတော့လူလောကကိုဒီလိုမျိုးကြမ်းကြမ်းတမ်းတမ်းပေါ့ဘဝကိုဖြတ်သန်းခဲ့တဲ့စိတ်ပိုင်းဆိုင်ရာ trauma နဲ့ဖြတ်သန်းခဲ့ရတယ်ပေါ့နော် PR နဲ့ဖြတ်သန်းခဲ့ရတဲ့လူပုဂ္ဂိုလ်တယောက်အနေနဲ့ကတော့90ဆိုတာ81နောက်ထပ်9နှစ်ပေါ့သူနောက်ထပ်9နှစ်လောက်ဖြစ်9နှစ်လောက်ဖြစ်ထိန်းပြီးတော့မှဒေါအောင်ဆန်းစုကြည်ဆုံးမသွားပဲအဲ့ချိန်မှာဆုံးသွားတယ်ဆိုတဲ့ပုံစံမျိုးလုပ်ပြီးတော့နော်နိုင်ရေးကိုလည်းကျမတို့ဒီမှာပဲကျင်းပလိုက်ရပါတယ်နော်ဒီပုံစံမျိုးနိုင်ရေးကိုအချင်းကျင်းပလိုက်ရပါတယ်ဆိုတဲ့ပုံစံမျိုးလဲလုံနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်။ဘာကြောင့်လဲ။ဒါသူတို့မေးခွန်းဟာလူတိုင်းမေးခွန်းရှိတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တစ်ဖက်ကဦးမင်းအောင်လိုင်းတဲ့အုပ်စုကလုံးဝပွင့်လင်းမြင်သာမှုမရှိဘူး။ပွင့်လင်းမြင်သာမှုဆိုတာအခုသတင်းမှန်ပြကြားရေးကနေအခြေအနေကောင်းပါလုံးဝကောင်းပါတယ်တရားရကလုံးကောင်းပါတယ်တေလောက်အောင်ပြောကျွန်တော်မယုံပါဘူး။နော်။သွားပြီးတော့အခုနောက်တဲ့သတင်းမီဒီယာအုပ်စုကဝင်သွားတယ်တေလောက်အောင်ကောင်းပါတယ်ပြောကျွန်တော်ယုံကြည်မရှိပါဘူး။ဘာကြောင့်လဲဆိုတော့သတင်းအဖြစ်လွတ်လပ်ခွင့်မြန်မာပြည်မှာလုံးဝမရှိပါဘူး။သတင်းအဖြစ်ထိန်းချုပ်ခံထားရတယ်ထိန်းချုပ်ခံထားတယ်ခုမြန်မာပြည်မှာရှိနေတဲ့များသတင်းသမားတွေအကုန်လုံးဟာထိန်းချုပ်ခံထားပြီးသားတူတွေဖြစ်တယ်အဲ့တော့ဒေါအောင်ဆန်းစုကြည်အခုလောအသက်မရှိတော့ဘူးဗျာဒီသတင်းကိုပြောရမှာအခုလက်ရှိပြောလိုက်လို့ရှိရင်ပြဿနာပိုဖြစ်သွားမယ်ဒေါအောင်ဆန်းစုကြည်နောက်ထပ်9နှစ်လောက်ကြာတော့မှဒေါအောင်ဆန်းစုကြည်ဆုံးသွားပါပြီဆိုတဲ့ပုံစံမျိုးလောက်လာပြီးတော့ဒေါအောင်ဆန်းစုကြည်အပြောက်ရိုက်သွားမဲ့ပုံစံမျိုးအကြံစီနေတာလည်းဖြစ်နိုင်တယ်ဒါလည်းဖြစ်တန်ကြတဲ့တခုပဲနော်နောက်တစ်ခုကတော့ဒေါအောင်ဆန်းစုကြည်ကျန်းကျန်းမာမာနဲ့ရှိနေတယ်ပေါ့ဗျာသူတို့ပြောတဲ့အတိုင်းပေါ့ဒီသုံးခုတွေကတခုဖြစ်နေတယ်အဲ့တော့
အာဆီယံဥက္ကဋ္ဌကတောင်းဆိုမှုတော့မလိုက်ရောနိုင်ဘူးကုလသမဂ္ဂတောင်းဆိုမှုလည်းမလိုက်ရောနိုင်ဘူးနိုင်ငံတကာအဖွဲ့အစည်းတွေကတောင်းဆိုမှုလည်းမလိုက်ရောနိုင်ပြည်သူစံတော်ဆိုဝေလာဝေးပေါ့ဗျာနော်အဲ့လောက်တင်ဖြစ်နေပြီဆိုလို့ရှိရင်တော့အဲ့ဒီ၃မျိုးတွေကဘယ်တစ်ခုဖြစ်နိုင်မလဲဗျာကျွန်တော်လည်းရေးပြပါအောင်ဘယ်တစ်ခုဖြစ်နိုင်မလဲဒေါအောင်ဆန်းစုကြည်တက်ရှိထင်ရှားမှရှိသေးရဲ့လားနော်စိတ်မကောင်းစရာပါဝမ်းနည်းစရာတွေနော်ဒါမျိုးတွေတွေ့ရတာဒေါအောင်ဆန်းစုကြည်လည်းလုံးဝစိတ်မကောင်းဘူးအဲ့တော့ပြည်သူလူထုတရက်လုံးရဲ့ခေါင်းဆောင်လို့ပြောရမှာနော်ပြည်သူခေါင်းဆောင်တယောက်ကိုကင်တွယ်တဲ့နေရာမှာနိုင်ငံတကာတောင်းဆိုပြီးတော့မလိုက်ရောပဲနဲ့နိုင်ငံတကာစီကနေအခွင့်အရေးတွေရဖို့မျှော်လင့်တက်တာကတော့ကိုလည်းပြန်မေးကြည့်အောင်လို့ပြောရမှာပါမြန်မာနိုင်ငံအစိုးရဦးမင်းအောင်လှိုင်အုပ်စုပေးရမှာမေးရမှာဘာလဲဆိုလို့ရှိရင်ငါတို့ရောတရားရလားနော်တော့တစိတ်ရှိနိုင်ငံတကာစီးပွားရေးပိတ်လို့ဟိုနိုင်ငံကစီးပွားရေးပိတ်လို့ဒီနိုင်ငံကစီးပွားရေးပိတ်လို့ကိုလုံးသမျှရာတွေအားလုံးကြတော့နိုင်ငံတကာကိုဒါပဲထင်တယ်ဟဲ့လားနိုင်ငံတကာငါတို့ကနိုင်ငံအနေငယ်နဲ့ပဲခီးဆက်မယ်နိုင်ငံတကာနဲ့အခွင့်အရေးကြတော့လိုချင်တယ်ကိုယ်စကားပြောတာကြတော့ရှေ့မညီနောက်မညီအုံနောက်မရှိတဲ့အစိုးရဆိုတာဒါကိုခေါ်တာပါနော်အုံနောက်မရှိဆိုတော့အတိညာနဲသောခေါင်းဆောင်ဆိုတာဒါကိုခေါ်တာပါပြည်သူလူထုထမင်းဝါဖို့ထက်နော်ပြည်သူလူထုဝမ်းဝခါလာဖို့သူမစဉ်းစားဘူးပြည်သူလူထုမသေးဖို့ရယ်သူရာသူမြေဖို့ရယ်တော့ပဲသူစဉ်းစားထားပုံရပါတယ်ဒါကြီးကတော်တော်လေးကိုဦးမင်းအောင်လှိုင်အုပ်စုကိုပြန်စမ်းစစ်ရမယ့်ကိစ္စတွေပေါ့ဗျာနော်အခုကျွန်တော်ဦးမင်းအောင်လှိုင်တို့အုပ်စုရဲ့ဒါမျိုးတောင်းကြမှုတွေကြောင့်အခုမြန်မာနိုင်ငံမှာဖြစ်ပျက်နေတာတွေ့တိုင်းပေါ့ဗျာဇိုးတောင်းကြနေတယ်ဇိုးတွေတော့တောင်းကြနေတယ်အဲတခုပေါ့ဗျာနော်နောက်ထပ်ကျွန်တော်ပြောစရာတွေရှိလာပြီဗျာဒီဟာအဲဘာလဲဆိုရင်စစ်မှုထမ်းဆွဲမှုတွေကတော်တော်ဆိုးနေတယ်ကျွန်တော်ကတော့တောက်လျှောက်ပြောတာပေါ့စာလုံးစတွေကပြောလာသလိုစစ်မှုထမ်းမတရားဆွဲနေပေါ့ဗျာဒါနဲ့ပတ်သက်ပြီးပြောလာတယ်အခုအခြေအနေတွေက live ပေါ်မှာလည်းခဏတွေ့မှာပါနောက်တွေ့မှာနော်တကယ်ဖြစ်ရတွေဖြစ်နေတာနော်တခါတည်းဟိုဆွဲတာလမ်းမှာတွေ့သမျှလူတွေကိုဆွဲတယ်အိမ်ထဲကလူကိုဆွဲတယ်နော်အိမ်ထဲကလူကိုပါထုတ်ပြီးဆွဲတယ်ဆွဲပြီးတော့လို့ရှိရင်ကားပေါ်တင်တာလက်ကလေးတစ်ထောင်လို့အိမ်ကတော့ကိုမိသားစုကတော့တခါတည်းငါယောက်ျားပြန်လာတော့မှာပဲဟဲ့လားခလေးတွေနဲ့စောင့်နေရှာတယ်ဒီလိုဖြစ်ရမျိုးကြီးတွေမြန်မာနိုင်ငံမှာဖြစ်နေတာဟာတစ်ခုလိုဖြစ်နေပြီနော်ဦးမင်းအောင်လှိုင်တို့အုပ်စုသိရမှာပါငရေကန်တစ်ခုလိုဖြစ်နေပြီမျိုးသားတွေယောက်ျားသားတွေအားလုံးအတွက်အဲ့တော့တနေ့ကို14ယောက်လောက်ဆွဲ14ယောက်လောက်ဆွဲတယ်တချို့နေရာမှာဆွဲပြီးသွားလို့ရှိရင်အဲ့ထဲက3ယောက်လောက်ပြန်လာရွေးလို့ရှိရင်သူတို့ကကြိုက်သွားပြီတယောက်350 3ယောက်ဆိုဘယ်လောက်လဲ150ကျန်တဲ့သူတွေမပေးနိုင်နဲ့မရွေးနိုင်တဲ့သူတွေအားလုံးစစ်မှုထမ်းနဲ့ထည့်တယ်နော်စသားဖြစ်ချောဆွဲသွားတယ်ပေးနိုင်တဲ့ရွေးနိုင်တဲ့သူတွေပြန်လှုပ်ပေးတယ်အဲ့တော့ဒီစစ်မှုထမ်းဆွဲမှုကြီးဟာဘလောက်ထိဈေးကွက်ခိုင်လဲဗျာနော်တရက်ကို3ယောက်လောက်ကပဲလာရွေးတဲ့သူတွေဆိုတာလဲဗျာဒါလည်းအိမ်လေးပေါင်ခြံလေးပေါင်ပြီးတော့ရောင်းပြီးတော့ရွေးရတာလေနော်အဲ့တော့ဒါမျိုးတွေရွေးနေရတဲ့အခါကျတော့ပြည်သူလူထုပဲနောက်ဆုံးခံရတာအဲ့တော့ဦးမင်းအောင်လှိုင်အစိုးရလက်ထက်မှာဒီကိစ္စဒီချင်းရမျိုးနဲ့ကြည့်မယ်ဟေ့ဆိုရှင်ဒါ ILO ရဲ့ law နဲ့ညှိနေနော် International Labour Organization ရဲ့ law နဲ့ညှိနေသလိုနောက်ထပ်လူခွင့်ရေးနဲ့ညှိနေလူခွင့်ရေးနိုင်ငံဖွဲ့စည်းကြီးတွေကမြန်မာနိုင်ငံမှာတောင်းဆိုတယ်လူခွင့်ရေးနဲ့ပတ်သက်ပြီးခင်ဗျားဒါလေးတွေထိန်းချုပ်ပေးပါဒါလေးတွေပြောပေးပါဆိုတဲ့ခါကျတော့ကျွန်တော်နိုင်ငံတကာကိုကြီးမဆိုင်ဘူးနိုင်ငံတကာကပတ်စံလေးတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့တနာကြပါခင်ဗျာဆိုပြီးတောင်းနေတယ်နိုင်ငံတကာကတောင်းဆိုတာကြတော့မလိုက်ရောအဲ့တော့နောက်ဆုံးပြီးတော့နိုင်ငံတကာအပြစ်ဖြစ်ရတယ်နိုင်ငံတကာစီးပွားရေးပိတ်ဆို့ထားလို့ကျွန်တော်နိုင်ငံဆင်းရဲနေတာနောက်ဆုံးလက်ညှိုးထိုးတော့မယ်တခါလေဒေါအောင်ဆန်းစုကြည်ကပိတ်ဆို့ထားလို့အဲ့တော့ပြည်သူလူထုပေါ်နိုင်ကျင့်နေတဲ့ခါကြတော့ဗျာနော်အခုဒီပေါ့စစ်မှုထမ်းဆွဲမှုတွေဟာပြည်သူလူထုပေါ်နိုင်ကျင့်နေခြင်းမဟုတ်နိုင်ကျင့်နေပြီးတော့နိုင်ငံတကာစီကနေပြီးတော့အကူအညီတောင်းတာနိုင်ငံတကာကအကူအညီဘာကြောင့်မလာလဲမိုးဘယ်လိုခေါ်မလဲဆိုရင်မိုးဘာကြောင့်ရွာလဲဖားအောင်လို့ဘယ်လိုခေါ်မလဲတို့ပြောမှဆိုရင်ဖားအောင်လို့မိုးရွာလဲဆိုတဲ့ပုံစံမျိုးပေါ့ပင်ဘာကြောင့်ကိုင်းလဲဆိုတဲ့ပုံစံမျိုးပေါ့ဗျာနော်မြန်မာနိုင်ငံကြီးဒါမျိုးဆင်းရဲနေတာဘာကြောင့်လဲနိုင်ငံတကာအကူအညီတွေစီးပွားရေးပိတ်ဆို့မှုတွေကြောင့်ဘာကြောင့်စီးပွားရေးပိတ်ဆို့ရလဲမိမိအခုလက်ရှိခေါင်းဆောင်တွေပြည်သူကိုညှဉ်းပန်းနှိပ်စက်နေလို့ပြည်သူကိုနိုင်ငံတကာကပြောတယ်မင်းတို့စီးပွားရေးတော့ဖွင့်ပေးမယ်ဒါပေမဲ့တော့ညှဉ်းပန်းနှိပ်စက်မှုတွေတော့ရပ်ပေးဒါကြတော့ကျုပ်တို့မရပ်ပေးနိုင်ဘူးအခုလုံးစစ်မှန်ဆွဲနေကိုယ်စပတ်ဆက်ဆွဲနေဒါတွေလည်းနည်းနည်းမှဖြည့်ရှင်းပေးခြင်းမရှိဘူးနော်အဲ့တော့ကျွန်တော်တို့ဖြစ်ရလေးတွေနဲ့စပြောမယ်ဗျာရေပြူတဲ့နော်ရေပြူမှာဆိုလို့ရှိရင်ကားမှန်ပိတ်ထားတယ်သူထွက်လာမှသာသိရတယ်ကားမှန်ပိတ်ထားတယ်ထွက်လာမှတခါလဲတွေးသမျှလမ်းတွေးသမျှအကုန်ဆွဲတယ်အိမ်ထဲကလူကအပြင်ထုတ်ပြီးဆွဲတယ်တရက်ကို14ယောက်လောက်ဆွဲတယ်3ယောက်လောက်ကလာပြန်ရွေးသူတို့ကခိုင်သွားပြီရပြီဆိုတာနဲ့ဒုတိယကိုရပြီဆိုတာနဲ့ကားနောက်ခံတော့ခါရတဲ့